အားလုံးပဲမင်္ဂလာပါ share ရဲ့ podcast episode 19ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ share က safe place ကိုယ့်ရဲ့နာခုရာဆိုတဲ့အကြောင်းလေးကိုပြောမှာဖြစ်ပါတယ် share တို့ကလူတိုင်းကဘဝမှာပင်ပန်းလာတဲ့အခါစိတ်ညစ်လာတဲ့အခါအရာအလုံးကိုမိထားပြီးတော့ပြန်သွားခြင်းတဲ့နေရာလေးတစ်နေရာရှိတတ်ကြတယ်တချို့အတွက်ကတော့အိမ်ဖြစ်နိုင်တယ်တချို့အတွက်ကတော့မိသားစုဖြစ်နိုင်တယ်တချို့အတွက်ကတော့ coffee ဆိုင်လေးတစ်ခုဒါမှမဟုတ်ရင်တချင်လေးတစ်ပုတ်လူတစ်ယောက်ရဲ့ဖြစ်တည်မှုလေးတစ်ခုတောင်ဖြစ်နေနိုင်ပါတယ် share အတွက်ကတော့ safe place ဆိုတာကနေရာတစ်ခုတည်းမဟုတ်ဘဲနဲ့အခြေအနေပေါ်မူတည်ပြီးတော့ share ချစ်တဲ့သူတွေမိသားစုတွေတချင်တွေ K-pop ဒါတွေအားလုံးက share ရဲ့ safe place တွေဖြစ်ပါတယ်တခါတလေပင်မနဲ့နေ့ဒီမှာဆိုလို့ရှိရင်နားထောင်နေကြတချင်လေးတစ်ပုဒ်ကိုဖွင့်လိုက်တာနဲ့စိတ်ကအေးဆေးပြီးတော့တည်ငြိမ်သွားတယ်တခါတလေကိုအားပေးနေတဲ့အနုပညာရှင်ရဲ့စကားလေးတစ်ခွန်းတချင်စတာလေးတစ်ကြောင်ဟာနောက်တစ်နေ့ကိုရှေ့ဆက်ချောက်ဖို့အတွက်ခွန်အားလေးပြီးတတ်ပါတယ်အဲ့လိုခါတိုင်းရှေ့စဉ်းစားမိရပေါ့နော်လူတယောက်ရဲ့ဖြစ်တည်မှုကတခြားလူတယောက်အတွက်အလောက်တောင်နှွေးထွေးမှုပေးနိုင်တာလားပေါ့နော်ဒါပေမဲ့ရှေ့အတွက်တော့ဖြစ်နိုင်ပါတယ် safe place ကိုယ့်ရဲ့နားခိုးရလေးဆိုတာကကိုဟာအကောင်းဆုံးပုံစံဖြစ်နေဖို့မလို့မျက်နှာဖုံးနေမလို့ပင်ပန်းနေဆိုရင်ပင်ပန်းနေလို့ပြောလို့ရတဲ့နေရာငိုချင်ရင်ငိုလို့ရတဲ့နေရာဘာမှမပြောရင်တော့မှတိတ်တိတ်လေးရှိနေတဲ့နေရာပါအဲ့လိုနေရာမျိုးကိုလူတိုင်းကလိုအပ်တယ်လို့ရှင်းထင်ပါတယ်ဘာလို့လဲဆိုတော့လူရည်လို့ဖြစ်လာရင်အမြဲတမ်းလေးပြုတ်နေရမဟုတ်သလိုအမြဲတမ်းလေးစိတ်ညစ်နေရတယ်ဆိုတာလည်းမရှိဘူးပေါ့နော်ဒီကပိုင်းမှာလူတွေကအမြဲတမ်း strong ဖြစ်ဖို့အဆင်ပြေဖို့အတွက်ပဲစူးစမ်းနေရတယ်ပေါ့နော်ဒါပေမဲ့လူတွေနဲ့နှလုံးသားအရန်နူးညံ့တာဖြစ်တဲ့အတွက်တခါတလေမှာအနာယူချင်တဲ့ကလေးတယောက်လိုမျိုးအရန်နူးညံ့တဲ့အပိုင်းလေးရှိတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ safe place ဆိုတာကလူတယောက်လည်းဖြစ်နိုင်လို့အခြေအနေတစ်ခုအကြောင်းအရာတစ်ခုလည်းဖြစ်နိုင်ပါတယ် safe place ဆိုတာကလူတယောက်တာမဟုတ်ပဲနဲ့ကိုယ်စကားကိုဆုံးဖြတ်ချက်မချဘဲနဲ့နားထောင်ပြီးတဲ့လူကိုယ်အားနည်းချက်ကိုလက်ခံပြီးတဲ့လူအောင်မြင်တဲ့ချိန်မှာရောအရှုံးပြီးတဲ့ချိန်မှာရောအတူရှိနေတဲ့လူအဲ့လိုလူတွေကကိုယ်ဘဝမှာတကယ်တမိုးရှိရပေါ့နော်ဒါပေမဲ့တခါတလေလူတွေကအမြဲတမ်းကိုယ်ဘေးနားမှာမရှိနေနိုင်ပါဘူးအချိန်တွေပြောင်းလဲသလိုမျိုးလူတွေကလည်းကိုယ်လန်ကိုယ်စီကိုယ်အိမ်မက်ကိုယ်စီနဲ့ရှောက်နေရတယ်ပေါ့နော်အဲ့ခါမှာရှေ့တင်ယူလိုက်ရတကူရှိရပေါ့နော်ဘာလဲဆိုတော့ကိုယ်တိုင်ကကိုယ့်ရဲ့ safe place ဖြစ်လာဖို့ပါပဲကိုနားထောင်တတ်ဖို့အမားတွေလုပ်တဲ့အခါကိုခွင့်လွတ်တတ်ဖို့ပင်ပန်းနေတဲ့အခါအနားယူတတ်ဖို့အရာအလုံးက perfect မဖြစ်နေတော့မှဒီလောက်နဲ့ပဲလုံလောက်တယ်ဆိုပြီးတော့ကိုပြောတတ်ဖို့ဒါတွေကကို safe place ဖြစ်စေတဲ့အရေးကြီးတဲ့အရာတွေထဲကအစတစ်ခုလို့ရှယ်ရတော့မြင်ပါတယ်အခါတလေအပြင်မှာဘလောက်ပဲမုန်တိုင်းထက်နေပါစေကိုယ်နှလုံးသားထဲမှာပြန်ပြီးတော့နားခုလို့ရတဲ့နေရာလေးတစ်ခုရှိရဆိုလို့ရှိရင်ဘဝကဖြတ်တန်းဖို့ပို့ပြီးတော့လွယ်ကူသွားတတ်ပါတယ်ဒါဆိုလို့ရှိရင်ရှယ်ရစဉ်းစားမိရပေါ့နော်ဘဝဆိုတာအမြဲတမ်းအတူမရှိနိုင်ဘူးအချိန်ကြီးပြောင်းလဲလာတယ်တချို့လူတွေကအမတ်တရားဖြစ်ကြံခဲ့တယ်တချို့တွေကဝေးကွာသွားတယ်အဲ့တော့ကိုယ်တိုင် safe place ဖြစ်ဖို့ကိုယ်တိုင်နားလဲဖို့အရေးကြီးရလို့ရှယ်ရတော့မြင်ပါတယ်ရှယ်တို့ကတခါတလေသူများတွေကိုနူးညံ့မိတတ်တယ်
နားထောင်မိတတ်တယ်ဒါပေမဲ့ကိုခါကြတော့အဲ့လိုမပြောပြီးဖြစ်ဖို့ပေါ့နော်ကိုကြတော့အပြစ်တင်နေတတ်တယ်ပိုကောင်းဖို့ဖိအားပေးတတ်တယ်တကယ်တော့ကိုယ်တိုင်လည်းနှွေးထွေးမှုနဲ့ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်တယ်ကိုယ်တိုင်လည်းအနားယူခွင့်ရှိတယ်ကိုယ်တိုင်လည်းပင်ပန်းခွင့်ရှိရယ်အားနည်းခွင့်ရှိပါတယ်ပြီးတော့ရှေ့စဉ်းစားမိရတခုရှိပါတယ်လူတိုင်းက safe place ကိုရှာနေပြီမဲ့တတိနေ့မှာကိုယ်တိုင်ကလည်းတခြားသူအတွက် safe place ဖြစ်နိုင်နေဆိုတာပါပဲကိုယ့်ရဲ့စကားလေးတစ်ခုကိုယ့်ရဲ့အပြုံးလေးတစ်ခုကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့နားထောင်မိခြင်းဒါတွေကတခြားလူကိုပင်ပန်းမှုတွေကိုတတ်တာစေနိုင်ပါတယ်ရှယ်တခြား podcast ဒီမှာပြောခဲ့သလိုပဲတစ်ခါတလေကြားလို့ရှိရင်ကိုကဲတင်တဲ့အရာတွေကအရန်ကြီးမားတဲ့အရာမဟုတ်ပေနဲ့ခံစားချက်တည်လေးတစ်ခုပဲဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကိုရဲ့ safe place တွေကိုတတ်မိုးထားပါအဲ့နေရာအဲ့လို safe place ဖြစ်တဲ့လူတွေတခြင်းတွေအမတ်တရားတွေကိုကျေးဇူးတင်ပါပြီးတော့ကိုယ်တိုင်လည်းတခြားလူတွေအတွက်နှွေးထွေးတဲ့နေရာလေးတစ်ခုဖြစ်ဖို့ကြိုးစားပါဘာလို့လဲဆိုတော့တခါတလေလူတယောက်ရဲ့နူးညံ့တဲ့ဖြစ်တည်မှုလေးကတခြားလူတယောက်အတွက်ကဘာကြီးတစ်ခုလုံးဖြစ်နိုင်သွားတဲ့အတွက်ပေါ့နော်အဲကြောင့်မလို့ကိုယ်တိုင်လည်းနူးညံ့ပေးပါဒါဆိုရင်ဒီနေ့လေဘဝမှာဘလောက်ပဲပင်ပန်းပါစေကိုပြန်နာခုလို့ရတဲ့ safe place လေးတစ်ခုအမြဲတမ်းရှိနေပါစေလို့ရှယ်ဟာဆုတောင်းပေးပါတယ်ပြီးတော့ကိုယ်တိုင်လည်းကိုယ့်ရဲ့ safe place လေးဖြစ်နိုင်မယ်လို့ရှယ်ကတော့ယုံကြည်ပါတယ်ဒီနေ့မှာကိုယ်တိုင်လည်းတခြားသူအတွက်နှွေးထွေးမှုငြိမ်းချမ်းမှုလုံခြုံမှုပေးနိုင်တဲ့ safe place လေးဖြစ်နိုင်ပါတယ်ဒါဆိုရင်ဒီနေ့လေအားလုံးအေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်ပြီးတော့ကောင်းသောနေ့လေးညလေးဖြစ်ပါစေလို့ပြောရင်းနဲ့ share နောက် episode တွေမှာပြန်တွေ့ကြမယ်နော် bye bye